မင်္ဂလာပါရှင်လိုင်ဇာ TV ရဲ့မြန်မာဘာသာဖြင့်တင်ဆက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ညမှာတော့ပေါ်မော်တိုက်ပွဲပြင်းထန်နေစေပါ2025ဇန်နဝါရီလအတွင်းမှာမူရတိုက်ဖြတ်ရေးလုပ်ငန်းလှုပ်ဆောင်မှုတွေနဲ့မူကောင်းမှာ SNA ပြည်သူ့စစ်အဖွဲ့ကစစ်ရေးလှုပ်ရှားမှုတွေလှုပ်ဆောင်နေပါတယ်ဒီသတင်းတွေကိုကျွန်မရှင်းမုံကတင်ဆက်ပေးသွားပါမယ်ပေါ်မော်မြို့မှာ KIA ပူးပေါင်းတပ်ဖွဲ့တွေကစကခ21ဌာနချုပ်ကိုဖေဖော်ဝါရီလ2ရက်နေ့ကနေထိုးစစ်ဆင်တိုက်ခိုက်နေပြီးဒီကနေ့အထိတိုက်ပွဲပြင်းထန်နေစေဖြစ်ပြီးတော့တိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်ကစစ်တုံးပန်းတချို့ကိုလည်းဖမ်းဆီးရမိထားတယ်လို့ရှေ့တန်းသတင်းရင်းမြစ်တွေစီကနေသိရပါတယ်။အမြောက်တပ်366တပ်ကိုဖေဖော်ဝါရီလ2ရက်နေ့ညနေ4နာရီခွဲဝန်းကျင်မှာအပြည့်စီတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ဖေဖော်ဝါရီလ3ရက်နေ့မှာကန်တော်စာတင်ကျောင်းမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုလည်းအပြည့်စီတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ပေါ်မော်အမြောက်တပ်9006တပ်စခန်းကိုလည်းဇန်နဝါရီလ25ရက်နေ့ည3နာရီခွဲအချိန်မှာအပြည့်စီသိမ်းယူနိုင်ခဲ့ပြီးတော့တင့်ကား9စီးလည်းရရှိထားပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလ26ရက်နေ့မှာတော့စစ်ကောင်စီရဲ့လေတပ်စခန်းကိုသိမ်းပိုက်ထားခဲ့ပါတယ်။ဆက်လက်ပြီးခလိုက်ရ236တပ်ကိုလည်း KIA ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်နေပြီးတော့စစ်ကောင်စီဘက်ကနေလက်နက်ကြီးဝိုင်ထွဲဂျက်ဖိုက်တာဒရုန်းတွေနဲ့အဆက်မပြတ်ခုခံတိုက်ခိုက်နေတယ်လို့ရှေ့တန်းသတင်းရင်းမြစ်တွေစီကနေသိရပါတယ်။ KIO အစိုးရရဲ့ထိန်းချုပ်နေမြေတွေမှာမွေးရတိုက်ဖြတ်ရေးလုပ်ငန်းတွေအရှိန်တိုးမြင့်လှုပ်ဆောင်လျက်ရှိပြီးတော့ဇန်နဝါရီလအတွင်းမှာမွေးရစေဝါရောင်းဝယ်ဖောက်ကားသူသုံးစွဲသူတွေနဲ့မွေးရစေးနဲ့အတုံးဆောင်ပစ္စည်းအမြောက်များဖမ်းဆီးရရှိခဲ့ပါတယ်။ KIO ရှေ့ပိုင်းတိုင်းပုံစစ်ပါရွာမှာရာမဆေးပြားအတုံး20ကျော်နဲ့ရောင်းသူတွေကိုဖမ်းဆီးမိခဲ့ပြီးဗမော်မြို့နယ်အတွင်းမွေးရစေးရောင်းဝယ်သုံးစွဲသူ16ဦးကိုလည်းဖမ်းဆီးထားပါတယ်။ KIO နောက်ပိုင်းတိုင်းမလိရောင်နယ်ကနမ်ကွယ်ရွာအတွင်းမှာမွေရစေသုံးဆွဲသူ9ဦးနဲ့ဘိန်းဖြူအများအပြားဖမ်းဆီးရမိခဲ့ပါတယ်။ဥရုဒေတာဆိုင်းဆုပ်မော်ရှန်ရွာဥရုဆိုင်မော်မြို့မှဂျမိုင်ဘုံကျင်ရန်အလေတူဥရုဆိုင်မော်မရူဘုံရွာတွေမှာတိုက်ဖြတ်ရေးလုပ်ငန်းဝင်ရာမွေရစေရောင်းဝယ်သုံးဆွဲသူ93ဦးရာမအထုပ်130နဲ့ရာမဆေးပြား150ပါတဲ့အထုပ်90ကျော်ဘိန်းဖြူ14ထုပ်ဆေးထိုးအပ်တွေအပါအဝင်မှုရအတုံးဆောင်ပစ္စည်းအများအပြားဖမ်းဆီးရမိခဲ့ပါတယ်။ KIA အမတ်ခွန်တမဟာဒေတာချီဖွေပန်ဝါခန်ရှင်ကျောင်းမော်ခုံဖီမော်ခန်းဖန်းလန်ဆဲဆော်လော်နဲ့ဖောင်းကျော်စတဲ့ဒေတာ9ခုအတွက်မှုရတိုက်ဖြတ်ရေးကော်မတီတွေဖွဲ့စည်းခဲ့ပြီးမှုရစေတိုက်ဖြတ်ရေးလုပ်ငန်းတွေလှုပ်ဆောင်နေပါပြီ။ KIO အစိုးရမှုရတိုက်ဖြတ်ရေးကော်မတီကဦးစီးပြီးတော့ KIO ထိန်းချုပ်နေမြေတွေမှာမှုရတိုက်ဖြတ်ရေးလုပ်ငန်းတွေကိုအရှိန်တိုးမြင့်လှုပ်ဆောင်သွားမယ်လို့တာဝန်ရှိသူတွေစီကနေသိရပါတယ်။မိုးကောင်းမြို့နယ်မှာ SNA ပြည်သူ့စစ်အဖွဲ့တွေကခက်စစ်စစ်ရေးလှုပ်ရှားသွားလာနေပြီးအတင်းအဓမ္မတပ်သားတစ်စုဆောင်းတာတွေလှုပ်ဆောင်နေတယ်လို့ဒေသခံတွေရဲ့ပြောကြားချက်အရသိရပါတယ်။ပြည်သူတွေမွေးထားတဲ့ကြက်ဝက်အိမ်မွေးတိရစ္ဆာန်တွေကိုစီးကပ်မဲ့တပ်ဖြတ်စားတောက်တာတွေအပြင်တအိမ်တယောက်စစ်မှုမထမ်းမနေရဆိုတဲ့ကောင်းစဉ်နဲ့နေအိမ်တွေထဲထိဝင်ရောက်ဖမ်းဆီးတာတွေပါလှုပ်ဆောင်နေတယ်လို့မိုးကောင်းဒေတာခန်တူထံကနေသိရပါတယ်။စစ်ကောင်စီကကချင်ပြည်နယ်ကိုအင်တာနက်ဖုန်းလိုင်းတွေဖြတ်တောက်ထားပြီးဒေတာခန်တွေဟာအသေးအချက်လက်တွေမျှဝေဖို့အခက်ကြုံတွေ့နေရတာကိုအခွင့်ကောင်းယူပြီးတော့စစ်ကောင်စီလက်အောက်ခံပြည်သူစစ်အဖွဲ့တွေဟာစိတ်ထင်တိုင်းလုပ်နေတယ်လို့ဒေတာခန်တွေစီကနေသိရပါတယ်။တင်ဆက်မှုပြီးဆုံးသွားပါပြီ။လိုက်စာ TV ကိုကြည့်ရှုနားဆင်ခဲ့ကြတဲ့မိဘပြည်သူအပေါင်းကိုစိတ်နှဖျားရှင်လန်းချမ်းမြေ့ကြပါစေရှင်ကျေးဇူးတင်ပါတယ်